Hello, alo bé mình cả bà. Thì nên mà rồi lại cả Sakura mà lo ở đây chơi ship ya biểu mà bị phê bài bẩn nó kể à giữa Sakura cảnh thế không ngồi chơi ăn mà tiếc lù lấy về thì mà Sakura cái này bao giờ sợ lại bọn nó người luôn số channel rồi lại chơi bị bà mấy Ten here be me but not tre 1, 2, 3, 4, 5, 6, 7, 8, 9, 10, 11, 12, 13, 14, 15, 16, 17, 18, 19, 20. Okay, as long as I know really Baroman Sakura game baby body. SAKURESCAOOFSIMUA but not. ကဲလို့အထက်လေးတွေကတော့ပြောပြပြီးပေါ့နော်ကဲလို့အထက်ကပါလဲဆိုရင်ဒီမှာဒီမီနူးထဲဝင်ပြီးတော့ဒီမှာပေါ့နော်ကဲဒီမှာဒီကကိုရော off line လောက်ထားလိုက်ပါဒါတော့အတန်ပေါ့နော်slow ထားတာဖြစ်လေလို့ဆိုတော့ like ကBlake တဲ့ဒီတော့တက်ပေးတာချင်လို့ပေါ့နော် Blake ရောက်တယ်ပြောချင်လို့တက် upload ထားတာပါဒါကတော့တကားဖွေလို့ပေါ့နော်ဒါလမ်းရှောက်တက်မိတဲ့ဟာလေးပဲဖြစ်ပါတယ်ဒါလေးပေါ့နော်ကဲပြီးတော့ဒီမှာပေါ့နော်ဒါရဲ့မှာအများကြီးရပေါ့နော်ဒါလေးပဲဒါလေးပါတကားကျဲပါတယ်ပေါ့နော်တောင်းနေလိုက်မယ်ဆိုရင်တော့သူကနည်းနည်းလေးတော့ပြောင်းလာလိုက်မယ်ပေါ့နော်ကဲတကူနေလိုက်မယ်ဆိုရင်တော့ line လေးနည်းနည်းလက်တော့ဖြစ်ပါတယ်မကြည့်ပါ line လေးနည်းနည်းလက်တော့ဖြစ်တယ်ပေါ့နော်တိတ်ဖုံးသွားတယ်လို့ဖြစ်တယ်ပေါ့နော်ကဲအဲ့ဆိုအင်ဂျီလေးတာပါမယ်ပေါ့နော်ဒါကဒီမှာချက်လာပလာဆာကူရာဂိမ်းကူရာတင်ကြပြီးတော့လောရမရပြီပါဘူးကဲဒီမှာဆိုလိုက်စပင်လေးဟာချီလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ဒီကြပေါ့နော်ဘလိုက်တခုပြောချင်တာရှိပါတယ်အဲ့ဒီဟာကတော့ဒီစပင်ကတတူစပင်လဲဆိုပြီးဒီစပင်ကတော့ရှိတယ်သူဒီစပင်ရဲ့ပါရှင်ကတော့ရှိတယ်ဒါပေမဲ့ဒီစပင်5ခုမှာဘယ်စပင်ကဒီစပင်5ခုမှာဟို all star ညီမျိုးစိတ်မျိုးလိုက်ကြတဲ့ဂိမ်းမှာလုံးမမပါပါဘူးအဲ့လိုစပင်နေ creator ကြီးမှာပြီးတော့ဒီစပင်မှာဘာလူမပါပါဒီစပင်ရဲ့ပါရှင်ဖြီးပါပြီးတော့ဒီစပင်ရဲ့ပါရှင်နေလည်းမရှိကြပါဘူးပြီးတော့ဒီစပင်ရဲ့ပါရှင်လည်းဖြီးပါဒီစပင်ရဲ့ပါရှင်လည်းဖြီးပါဒီစပင်ရဲ့ပါရှင်လည်းဖြီးပါဒီစပင်ရဲ့ပါရှင်တော့ရှိရပေါ့နော်ဂီတာမှာလေအနောက်မှာဂီတာလေးလွယ်ထားတဲ့ကောင်မလေးရဲ့စပင်ပါရှင်ပဲဖြစ်ပါတယ်အဲ့ဒီကောင်မလေးရဲ့စပင်အဲ့ဒီကောင်မလေးရဲ့ပါရှင်စပင်ပဲဖြစ်ပါတယ်ပြီးတော့ဒီစပင်ရဲ့ဒါတော့တိကျမလို့ကျင်ပါတယ်ကျောင်းသားခေါင်းဆောင်ရဲ့စပင်ပေါ့နော်ဒါတော့ဒီစပင်ရဲ့ပါရှင်တော့ရှိပါတယ်ဒီစပင်ရဲ့ပါရှင်လည်းရှိပါကျောင်းသားခေါင်းဆောင်ပေါ့နော်စပင်ပြားနေပေါ့နော်သူကရုပ်ကြော်လေးနဲ့ဆက်နေတယ်လားပြီးတော့ဒီစပင်ရဲ့ပါရှင်လည်းစီပါခီစားနာပေါ့နော်ဘလိုက်ဒီစပင်ခရမ်းရောင်ဝင်နေပေါ့နော်ဘောရောပန်းရောင်လေးထားပါကဲပြီးတော့ဒီစပင်ရဲ့ဒီလေးဒီတုံးခွဲပါရှင်တွေလည်းမရှိကြပါဘူးဒီစပင်ရဲ့ပါရှင်လည်းမရှိဘူးနော်ကဲဒီစပင်ရဲ့ပါရှင်စပင်ရောရှိပါလူလိုက်တဲ့နေကောင်မလေးပေါ့နော်ဥစားနာကိုရှေ့ပြချင်ရဲ့အာရနိုဆိုတယောက်ရဲ့စပင်ပိုင်ပဲဖြစ်ပါတယ်ကဲပြီးတော့ okay လေးကိုနှိပ်မယ်ဆာကူရာဂဲရဲ့လူအချောက်ပြောမယ်ဆိုရင်နော်
လုံးမချိတ်ဆော်လို့မရတာပဲဖြစ်ပါတယ်ပြူပီဂျီယိုမိုက်ခရိုလိုဘရိုလိုရတွေ့ဆိုလို့ရမှာအဲမဲ့စကူရာလုံးမချိတ်ဆော်လို့ရပါဘူးကဲပြန်နေမီနူးထဲဝင်မယ်ဖို့ not ကဲမီနူးထဲဝင်လိုက်မယ် guide လိုက်ပြောတော့ကဲพี่နော်ဒီမှာပေါ့ဒါလေးကနေပြီးလိုက်ကဲဒါနဲ့ဒီမှာပြောင်းသွားပြီပေါ့နော်ဒါပေမဲ့ဒါလေးကတော့ English စာနဲ့ပဲပေါ့နော်ကဲဒါပေါ့နော်ဂျပန်ပါမဟုတ်ပါဘူးမှာလို့တရုတ်ပါရှင်လို့ခေါ်ထင်ကြရမဟုတ်လားဒီစာတွေကတရုတ်စာလို့ထင်ကြရမဟုတ်လားလုံးဝမဟုတ်ပါဘူးပြလိုက်ကြပါမယ်တရုတ်ပြည်မှာနေတဲ့လူတွေကတော့သိလိုက်မယ်ဒါတရုတ်စာလားကြည့်ကြပါဒါတရုတ်စာလားအဲ့ဒါဂျပန်စာကြီးပါဒါကဂျပန်ဘာရှင်ဖြစ်ပါတယ်လုံးဝတရုတ်ဘာရှင်မဟုတ်ပါဘူးဒီမှာကြည့်ရိုးဘာရှင်နေပြီပေါ့နော်ဒါတရုတ်ဘာရှင်လုံးဝမဟုတ်ပါဘူးဒါဂျပန်ဘာရှင်နေပေါ့နော်ဒါရဂျပန်ဘာရှင်နေပါမကြည့်လေးပြပါမယ်တော်ဂျပန်ဘာရှင်နေပါတရုတ်ဘာရှင်လုံးဝမဟုတ်ပါဘူးကဲအဲ့ဆိုတရုတ်ဘာရှင်ဘလို့ရလဲဆိုတာပလိုက်ရကြပြပေးပါမယ်ဒီဗီဒီယိုလေးမှာပေါ့နော်ဒီတရုတ်ဘာရှင်ပြေးအောင်လာရပေါ့နော်တရုတ်ဘာရှင်ကိုပြောင်းတာပေါ့နော်ဒါပေမဲ့တရုတ်ဘာရှင်လောက်တာနည်းနည်းလေးတော့ခက်လိုက်နေပေါ့နော်ကဲအဲ့ဆိုဂိမ်းတဲ့ထွက်လိုက်ကြရအောင်ပလိုက်လို့ကဲဒါလေးနှိပ်လိုက်ကြမယ်ထွက်သွားပါပြီဒီထွက်သွားပြီပေါ့နော်ကဲအဲ့ဆိုရင်ဒီထဲပါဒါလေးအရာပါဒီမှာနှိပ်လိုက်မယ်ပေါ့နော်ကိုပေါင်းစားတယ်ဝင်ပါမယ်ပေါင်းစားတယ်ကိုလိုက်ပေါ့နော်ဒါလေးလည်းရတယ်ဒါလေးလည်းရတယ်ပေါ့နော်ပြီးရောဒီမှာအန်ဂျီညာလေးတွေရပါတယ်ဒီမှာလည်းရပါတယ်ပေါ့နော်ကဲအဆိုရင်ပြန်ရတော့ကိုပေါင်းစားတယ်ပဲဝင်ပါမယ်ဒီပေါင်းစားတယ်ကိုပဲဝင်လိုက်ပါတော့မယ်ပေါင်းစားတယ်ဝင်မယ်ပေါ့နော်ကဲဒီမှာဆိုရင်ဒီမှာပေါင်းစားရေးမယ်နေရာစာရင်းနဲ့ close to တဲ့နေရာမှာရှိလိုက်မယ်ပြီးတော့ねဒီမှာ2 3 3ဆိုပြီးတော့ရှာပါမယ်2 3 3 okay ဒါဆိုねဒီမှာပေါ်လာပြီပေါ့နော်ဒီမှာတရုတ်ဘာရှင်ဆိုပြီးတော့ပြလိုက်မယ်အဲ့ဒါကိုချက်နှိပ်လိုက်ပါကဲနှိပ်လိုက်ပြီဆိုရင်တော့ဒုက္ခနဲ့လည်းလေးတော့စောက်ပေးပါကဲပေါ်လာပါပြီဒီပေါ်ဆုံးမှာပေါ့နော်ခဏလေးစောက်ပေးပါဒုက္ခနည်းနည်းလေးတော့ကြာပေါ့နော်နဲခဏလေးစောက်လိုက်အဲ့ဒါဆိုရင်တော့ဒါလေးကိုနေရပါပြီကဲဒီကဲမဟုတ်ဘူးပေါ့နော်ပလိုင်းလမ်းမှာတွားပါတယ်ပြန်ရပါမယ်ကဲဒီမှာဒီပေါ်မှာဒါလေးဒီချက်နှိပ်လိုက်ပါကဲဆာကူရာပဲဖြစ်ပါတယ်ကဲဒီမှာတော်လာပါပြီဒါကတော့ဆာကူရာနဲ့ပတ်သက်တဲ့ဂျပန်ဘာရှင်ပဲမှာတော့တရုတ်ဘာရှင်ပဲဖြစ်ပါတယ်ကဲဒီမှာပေါ့နော်ကဲမတော့ဆာကူရာလို့ရထားပါတယ်ကဲတရုတ်စာနဲ့ပေါ့တော့ဒီမှာကျအင်္ဂလိပ်စာမဟုတ်ပါဘူးတရုတ်စာနဲ့ဖြစ်ပါတယ်ပြီးတော့ဒီကောင်မလေးခဲနဲ့ရောက်လေထားတဲ့စပင်ကဂျပန်ဘာရှင်မှာလုံးမမပါဘူးတရုတ်ဘာရှင်မှာရှီဟာလေးစပင်ဝတ်ထားတဲ့ဖြစ်ပါပြောသူတို့ဝတ်ထားတဲ့အင်ဂျီကိုလည်းကြည့်လိုက်ပါလုံးမဂျပန်ဘာရှင်မှာမပါဘူးပြီးရောအဲ့ဒီထဲမှာရောက်သွားဆိုရင်လည်းထူးဆန်းတဲ့အကကြီးပိုလှတဲ့အကလေးတွေဝင်ရလိမ့်မယ်ပေါ့နော်ဆာကူရာချင်းဝင်လို့ပြန်မလို့ဒီမှာပေါ့နော်ကဲဒီဆာကူရာချင်းဝင်လို့ပြီးရနဲ့ခိုးပေါင်းစားတယ်ဝင်ရပါမယ်အဲဒီမှာနှိပ်လိုက်ဒါဆိုနေရပါပြီဒီမှာပေါ့နော်ဒီခံမျိုးစောက်ပြီး
ကဲဒါဆိုရပါပြီပေါ့နော်ခဏအဲ့ဒါတက်သွားတယ်ကဲပြီးရနဲ့ကြည့်မှာပေါ့နော်ဒါလေးကိုကျန်နေလိုက်ပါMI ပြတ်သွားကဲဒီမှာဆိုရင်နော်ပြီးတော့ဒီ ID ကဂျပန်ဘာမှလုံးမပါပါဘူးတရုတ် ID ပဲဖြစ်ပါတယ်ကဲပြီးရင်တော့ဒီဒါလေးကိုတချိုင်းလိုက်ပြီးပါပေါ့နော်ဒါလေးပါကဲဒါလေးပေါ့နော်ကဲဒါလေးပါအားလေးကိုထည့်နေလိုက်ကဲနှိုက်လိုက်ပေါ့နော်ကဲပြန်နေတော့စကူကိန်းနဲ့ချိတ်သွားပါပြီပေါ့နော်ရတဲ့လူတွေကတော့ရကြလိုက်မယ် blind မှာတော့blind ကတော့ကြာလို့မလုပ်ပြတော့ဘာဘူးကဲအဲ့ဆိုရင်တော့လုပ်လိုက်မယ်ပေါ့နော်ကဲဒါဆိုရင်နှိပ်လိုက်တော့ဒီမှာပေါ်လိုက်မယ်ပေါ့နော်ဒါလေးပေါ့နော် alas atas စေခါတာအော်ပေါ်လိုက်မယ်ဒါပြန်ပြောက်ခွာပြီပေါ့နော်ဒါလေးကတော့ပြီးတော့အမရုံးစွန်တဲ့တက်ကိုရှင်းပြခိုင်းပါဗလားဒီနေ့ဒီမှာပဲရောက်လိုက်ပါတော့လေပြီးတော့လေကဲဒီနေ့မှာဒီနေ့ပြီးတော့ရတော့ပါပဲနန်းတော့ဒီမှာပြန်သေးကြမယ်အော်ဘတ်